လေတင်းလုံးရင်လမ်းနဲ့ထိတဲ့ area နဲ့တွားမယ်မိုးရွာရင်လမ်းချော်နိုင်တယ်ပြီးတော့ high speed မှာဘီးပေါက်နိုင်တယ်လေနဲ့လုံးရင်တော့ဘိန်းအပူတက်လွှဲမယ်စီစားပုံများမယ်ဘိန်းပတ်ချမ်းတွေပိုမြင်မြန်ပြတ်သွားမယ်နောက်တစ်ခုကဘီးပန်းမရှိတော့ရင်မိုးရွာသည်မှာအယမ်းအန်ဒီရရှိတယ်ရေကိုမဖြတ်နိုင်တော့ဘူး break ကမကတ်တော့ဘူးကားကရေပေါ်မှာလွှင့်တယ်လို့ဖြစ်သွားနိုင်တယ်wheel alignment မမှန်ရင်လေကားကတစ်ဖက်ဆွဲသွားမယ် steering ကိုတဲ့ထားရခတ်မယ်ဘီးတစ်ဖက်ပဲပိုစားသွားမယ်ဒါဆိုဘယ်လိုလုပ်ရမလဲငါ့ကိုလာစင်တစ်ချိန်လေးဖီအားစစ်ပါဘီးပန်းလို့နေပြီလားကြည်ပါ6လတစ်ချိန်လောက်ဘီးလေးတက်ပါ alignment နဲ့ balancing ကိုစစ်ပါဒါတွေလောက်ထားရင်ငါအသက်ရှည်မယ်စီစားသက်သာမယ်အရေးကြီးဆုံးကလုံခြုံမယ်ငါ့ကိုဂရုစိုက်တာက